ခုခေတ်မိန်းမတွေကတောသူတွေတော့မဆိုင်တော့ဘူးဗျတောသူတွေလည်းမရိုးတော့ဘူးအရင်တော့အခုဖုန်းတွေပေါ်လာတော့ပိုပြီးမရိုးတော့ဘူးဗျသူတို့ကအမြင်တွေပိုပြီးတော့မျိုးသူတွေတောင်စမ်းပြနေပေါ့နော်အမြင်တွေပိုပြီးကျဲနေရပေါ့အရင်တော့တောသူတွေရိုးတာတော့ဟုတ်တယ်ခုခေတ်တောသူတွေမရိုးမအားတော့ယောက်ျားပဲနေနေမိန်းမပဲနေနေဒီခေတ်ကြီးမှာလူရိုးလူအားဆိုတာကတင်းချိုင်းမှာတော့မသေးကြတော့ပါဘူးနော်ကိုယ်လည်းဒါအကြီးတွေဆုံးမခဲ့တော့မယုံခဲ့ဘူးလက်တွေ့ကြမှာခံလိုက်ရမှာနောက်ဆုံးနောက်တိုင်းကြီးရပါဘောနော်ငါမိမလေးရိုးတယ်ဆိုပြီးတော့လေအကုန်သွားမအပ်နဲ့နော်ခလေး2ယောက်ရတယ်ဆိုလို့လဲစိတ်ချသွားတယ်သွားမလုံးနဲ့3ယောက်ရတယ်ဆိုပြီးတော့လဲစိတ်ချသွားပုံပြီးငါမိမရော့အင်းနဲ့ကိုယ့်လက်ထဲမှာဘာမှမချမ်းမနဲ့အဲ့တဲ့ယောက်ျားရှိရဲ့နော်မအပ်နဲ့ဒါမဲ့လူတိုင်းဟိုတော့ဒါမျိုးဖြစ်သွားလိမ့်မယ်လို့မပြောဘူးခုခေတ်မှာဖြစ်နိုင်ခြေအများဆုံးကိုပြောပြခုခေတ်မှာမိန်းမပေါ်တယ်မယားရှားတယ်နော်ယောက်ျားကြီးလည်းဒီလိုပါပဲမိန်းမကောင်းရင်ယောက်ျားကြီးမကောင်းတာအများကြီးရှိပါတယ်စัญญံပဲဖြစ်နေဘာကြောင့်လဲတော့မသိဘူးယောက်ျားကြီးကောင်းရင်မိန်းမမကောင်းမိန်းမကောင်းရင်ယောက်ျားမကောင်းဘာကြောင့်စัญญံပဲဖြစ်နေမှန်းကိုမသိဘူးဒိုးတူပေါင်းပဲလှုပ်ရှားမယ်ဆိုတော့မိန်းမတွေတော်တော်ရှားသွားမရှိသလောက်ကိုရှားသွားပြီအဲဒါကြောင့်မို့တဝက်အပ်ပေါ့နော်ဟိုအိမ်သေးလေ3လောက်အောင်အပ်ပေါ့စုလဲစုစီသူလဲစုကိုလဲစုရင်တော့အကောင်းဆုံးပဲပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့အိမ်တော်ကြီးကမိန်းမဘက်ကပဲသွားယောက်ျားဘက်ကပဲဖောက်မိန်းမဘက်ကပဲဖောက်ပြန်ပေါ့နော်နောက်ဆုံးရင်းနှီးစာအုပ်ကိုကြံမယ်မိန်းမလည်းဒီယောက်ျားတစ်ယောက်ကနောက်ရင်နောက်ပြုသွားလို့ရှိသမျှစီစဉ်ဥစ္စာအကုန်ပါသွားရဆိုရင်ဘာမှလုပ်လို့မရတော့အေးကြံခဲ့တယ်ကို့မှာရင်းနှီးတောင်းအောင်တင်းကြံခဲ့ရဆိုဒီယောက်ျားတစ်ယောက်ကိုစိုက်ကြမလို့ရက်တီလို့ရတယ်နောက်ဆုံးအိမ်တော်ရေးရွေးချယ်ခွင့်ရှိရဲကိုယ်တိုင်ဒီရှိတဲ့ငွေနဲ့ရင်းနှီးလို့ရမယ်မိန်းမကြီးချမ်းသာရင်လည်းယောက်ျားကြီးကတ်တာတပုံယောက်ျားကြီးချမ်းသာရင်တော့ပို့ပြီးတော့အထူးပြောစရာမလိုဘူးပေါ့နော်မိန်းမကြီးအလိုလိုကတ်တာ90%လောက်ကမိန်းမကြီးငွေချမ်းသာရင်ကတ်တာပဲအိမ်တော်ကြီးရှိရမရှိရစိတ်ဝင်စားနော်သူရှိမရှိသူတို့လိုချင်တာဝယ်ပေးနိုင်တယ်အားနိုင်တယ်သူတို့လိုသလောက်ငွေပေးနိုင်တယ်ဆိုရင်အဲ့မိန်းမတယောက်ကငရဲဆိုတာလည်းမသိတော့အပြစ်ဆိုတာလည်းမသိတော့ဘာမှမမြင်တော့ဘူးနော်ဒီလူကိုရအောင်ကတ်တယ်ဖောက်ပြန်တယ်ပေါ့နော်တိတိနဲ့ကိုယူတဲ့မိန်းမကြီးအများကြီးပါနော်ယောက်ျားလေးဘက်ကလည်းမှားတာလည်းရှိပါတယ်မိန်းကလေးတွေအထူးသဖြင့်အများဆုံးပေါ့နော်အဲ့လေးဒီတတိထားကြဖို့ယောက်ျားလေးပေါ့နော်